အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာ Seaman Vlog Maxman Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာကျွန်တော်တင်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့စီလင်သင်းဘောပေါ်က Super Sunday Breakfast နဲ့ပြီးတော့တရုတ်ရိုးရာပွဲပေါ့နော်တရုတ်ရိုးရာပွဲဆိုတာကျွန်တော်တို့ဒီတရုတ်လူမျိုးတွေရဲ့လာပြေးလို့ပြောတာပဲတို့ကလာပြေးနေပေါ့နော်လာပြေးနေမှာတို့လုပ်တဲ့ရိုးရာပွဲနေမှာပါတီလုပ်တဲ့အကြောင်းလေးကိုပေါင်းပြီးတော့တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ခုမြင်နေရတာကတော့ကျွန်တော်သင်္ဘောပေါ်က Super Sunday မှာကျွေးတဲ့ breakfast ပါအဲ့နေရာမှာသင်္ဘောတစ်စီးနဲ့တစ်စီး company တစ်ခုနဲ့တစ်ခု budget ချပေးရဲ့ပေါ်မူတည်ပြီးတော့ကျွေးတဲ့ပုံစံချင်းမတူပါဘူးခင်ဗျာအဲ့တော့ဒါကျွန်တော်သင်္ဘောပေါ်ကကျွေးတဲ့ဟာကိုတည်တဲ့ရိုက်ပြခြင်းဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီမောပေါ်က Super Sunday နေ့လည်စာဖြစ်ပါတယ်ကျွန်တော်တို့ကပထမဆုံးချိန်မှာတရုတ်ချက်ကြီးနဲ့တွဲစီရတဲ့အတွက်ညာတော့အဖြစ်ကတော့တရုတ်နဲ့ပတ်သက်တဲ့မုံတွေပဲလောက်တာများတယ်ဗောနော် breakfast ပဲဖြစ်ဖြစ် lunch ပဲဖြစ်ဖြစ် dinner ပဲဖြစ်ဖြစ်တရုတ်နဲ့ပတ်သက်တဲ့အစားအစာတွေကိုလောက်တာများပါတယ်ဒါကတော့ညနေ dinner ရောက်သွားပါပြီကျွန်တော်လုပ်မဲ့ပါတီဖြစ်ပါတယ်ကြောက်ကွင်းတုပ်ဖြစ်ပါတယ် sausage ဖြစ်ပါတယ်ကြက်သား chicken nugget ပေါ့နော် chicken nugget ဖြစ်ပါတယ်ဒါပစုံမှာအသေးပဲဥပါ grapefruit ပါ ဝတ်ချိုချက်ဖြစ်ပါတယ်ဒါလေးကတော့ဘဲလိပ်ကိုတုပ်ထားတာဖြစ်ပါတယ်ဒါတော့မဲသားကို sauce နဲ့ဆန်ထားတာပါဒါတစ်ခုကဟိုဘက်က9ပေါင်းမှာလေကောင်မှာထန်းထန်း9ပေါင်းမှာပြီးတော့တိုးသားကိုကျွန်တော်တို့ဒီမုံလာဟုအဖြူနဲ့ပေါ့နော်မုံလာဟုအဖြူနဲ့စုပ်လုပ်ထားတာပါဘက်ကဝက်ရိုးစုပ်လုပ်ထားတာပါဟုတ်ကဲ့ပါကျွန်တော် channel လေးကိုစာဆုံးကြည့်ရှုပေးတဲ့ဒူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်